အခုတည်င်းဖြစ်နေတဲ့ဆရာဝန်မနာမည်ကဒေါက်တာအဲကို10ရက်နေ့တော့ကရဲကတွတ်ထိန်သိမ့်လိုက်တယ်။ဘာကြောင့်ထိန်သိမ့်ရတာလဲဆိုရုပ်ရည်ရောပညာပါပြောစရာမလိုတဲ့ဒေါက်တာအဲကအရင်ကတည်းကပတ်စံချမ်းသာတယ်။ကျဝတ်စုရင်စာတိဖြစ်ပြီးမော်နမ6ယောက်မှာမိန်းကလေးက9ယောက်ယောက်ျားလေး1ယောက်ဒေါက်တာအဲက4ယောက်မြောက်သမီးအရင်တော့ကရဲတပ်ဖွဲ့ဝင်ဟောင်းရဲမှုကြီးတူဖြစ်တယ်။ဒေါက်တာအဲကစီးတက်ကတူကဒေါက်တာဘွဲကိုရရှိခဲ့တယ်6လပိုင်း10ရက်နေ့မှာရဲကဒေါက်တာအဲကိုထိမ့်သိမ့်လိုက်ရတဲ့အကြောင်းကတော့လက်ရှိသူမရောင်းချတွေနဲ့စီးတွေနဲ့အများကြီးသက်ဆိုင်ပါတယ်ရှင်ဒေါက်တာအဲကဘလို့လူနာတွေကိုအတိကထားကုသနေရတယ်လဲဆိုရင်ထိုင်းလို့ဆိုကြည်တော်ဝက်လို့ခေါ်ပါတယ်ရှင်မြန်မာလိုပြည့်ရင်တော့သူကစီဖြတ်ချင်တာတို့အရက်ဖြတ်ချင်တာတို့စစ်လိပ်ဖြတ်ချင်တာတို့ပြီးတော့အိတ်မပျော်တဲ့သူတွေယူနေတဲ့သူတွေအုံနောက်မမှန်တဲ့သူတွေစိတ်ကြောင်ချောက်ချဖြစ်နေတဲ့သူတွေကိုတဆုတဝေတဲ့ကိုကြည်တော်ဝက်လို့ခေါ်ပါတယ်ရှင်အဲ့လိုလူနာတွေကိုအတိကထားကုသနေရတဲ့ဆရာဝန်တူပါစကားဆက်မိလို့ပြောပြပေးတာပါရှင်ကြည်တော်ဝက်ရှိတဲ့နေရာကအစိုးရစေယုံကြီးတွေမှာပဲရှိတာဆောကပြောပြတဲ့လူနာတွေကိုကုသပေးနေရတဲ့ဒေါက်တာဟာအပြင်မှာဆေးရောက်တာနော်ဘာဆေးတွေကိုရောင်းတယ်လဲဆိုရင်နော်အဲ့ဆေးတွေစိတ်ငြိမ်ဆေးတွေလူစိတ်ကိုပြောင်းလဲစေနိုင်တဲ့အရာတွေနဲ့ပတ်သက်တဲ့အရွက်ဆေးတွေပါရှင်နောက်ပြီးဒီဆေးတွေကိုဝယ်ယူသုံးတဲ့သူတွေဟာလူငယ်တွေပဲဖြစ်တယ်10ရက်နေ့မှာရဲကဒေါက်တာအဲဆေးတူလောင်တဲ့ကိုတောင်ကိုရောက်သွားတဲ့အခါမှာတော့အဲ့ဒီကိုတောင်ကိုစောက်တဲ့လူတစ်ယောက်ရှိပါတယ်ရှင်အဲ့တော့ရဲကလည်းဒီဟာတွေကဘသူဟာလဲဒီဆေးတွေကပတ်ရှင်ဘသူလဲလို့မေးတော့ဒေါက်တာအဲလို့ဖြေတယ်ဒီတော့ဒေါက်တာအဲကိုအဲ့ဒီနေ့မှာပဲထိမ့်သိမ့်လိုက်ခဲ့ပါတယ်ရှင်သူ့ကိုဒီဆေးတွေဘယ်ကနေရလာတာလဲမှာဝယ်ယူရလဲလို့မေးတော့ဒေါက်တာအဲဟာသူ့အပြင်ဆေးကန်း17ခုကနေပြီးတော့မှာဝယ်ယူတာဝယ်ယူတဲ့နှစ်က2023ကနေ2025ပါရှင်တစ်ချိန်ဝယ်ယူရင်4-5ကာလောက်ဝယ်ယူပြီးတစ်ခါငွေရှင်းရင်ဘတ်ငွေ3သိန်းရှိတယ်2025မှာဆေးတန်ဖိုးရဲ့ဝင်ငွေလှည့်ပတ်တဲ့ပမာဏကတကယ်စစ်လိုက်တော့ဘတ်ငွေတန်း400ထိရှိနေတယ်ဆေးကိုဘယ်ကနေမှာယူလာခဲ့တာလဲမေးတော့သူထိုင်နေတဲ့အပြင်ဆေးကန်း17ခုကနေသူ့တူတဲ့မှာယူခဲ့တာမဟုတ်ဘူးသူ့အပါအဝင်နောက်ထပ်ဆရာဝန်9ယောက်6ယောက်လောက်စုပြီးတော့မှာယူခဲ့တာအဲ့တော့သူပြောတဲ့အတိုင်းပတ်စံရှင်းတဲ့စာရွက်ကိုစစ်ကြည့်လိုက်တော့ဒေါက်တာအဲတူတဲ့ငွေရှင်းထားတာတွေ့ရတယ်အယူတောက်သုံးသူတွေကအများဆုံးကလူငယ်တွေပါရှင်2023ခုနှစ်တည်းကစတင်ဝယ်ယူတောက်သုံးခဲ့တာပါရှင်ပြောမယ်ဆိုကိုကရွယ်ချက်တစ်ခုခုနဲ့ဒီဆေးကိုဝယ်ယူတယ်မလားရှင်တာမန်လူတယောက်အနေနဲ့ဆေးကိုဝယ်ယူလို့မရပါဘူးရှင်ဒီဆေးတွေဟာဆရာဝန်တွေနဲ့သက်ဆိုင်တဲ့ဆေးပဲဖြစ်ပါတယ်ရှင်အဲ့တော့ဒေါက်တာအဲဟာဒီတရားမဝင်တဲ့ဆေးတွေကိုကိုပိုင်ဖြန့်ချီပြီးတော့အပြင်မှာရောင်းချခဲ့ပါတယ်ရှင်တစုံတယောက်ကရွယ်ချက်ချီနဲ့ဝယ်ယူသွားခဲ့တဲ့အခါမှာတော့တယောက်ယောက်ကိုတိုက်လိုက်တယ်မလားရှင်တောက်သုံးမိတဲ့သူဟာအိပ်ပျော်သွားတယ်စိတ်ငြိမ်သွားတယ်ဘာဆိုဘာမှမသိတော့ဘူးကိုဘာပဲလို့မသိတော့ပါဘူးရှင်တာအဲဟာဆေးကန်း17ခုကနေမှာယူခဲ့တယ်မလားတကယ်စစ်လိုက်တဲ့အခါမှာတော့သူမထိုင်တဲ့ဆေးကန်း2ခုနဲ့သာသက်ဆိုင်ပြီးနောက်9ခုကမသက်ဆိုင်ဘူးသိရပါတယ်နောက်တစ်ခုကလိုချင်တဲ့ဝယ်ချင်တဲ့ပတ်ဆက်အများကြီးပုံပေးရင်တော့မှအလွယ်တကူဝယ်လို့မရပါဘူးရှင်အရန်ရှားပါတယ်ဒီဆေးဟာဆရာဝန်တွေနဲ့သက်ဆိုင်တဲ့ဆေးတစ်ခုပဲဖြစ်ပါတယ်ရှင်ဒီတော့ဒေါက်တာအဲဟာဒီဆေးကိုဘလို့လမ်းကြောင်းရနေတင်သွင်းတယ်လဲဆိုတော့တည်ဆုံးသွားတဲ့လူနာ380ဦးရှိတယ်မလားရှင်အဲ့ဒီလူနာတွေရဲ့မှတ်ပုံနဲ့ပပချားချိုးနံပါတ်ကိုယူပြီးတော့ဆေးကိုတင်သွင်းခဲ့တာပါရှင်